မင်္ဂလာပါဒီနေ့တော့မွေးငါချက်စားခြင်းလို့ပေါ့နော်ချက်တုံလေးနဲ့စပတ်လင်းကိုရင်ပြုတ်တယ်ပြီးရင်မုတ်ဖတ်တွေပြုတ်ဖို့ပြင်ဆင်မယ်ပေါ့နော်ဒါတော့ယူနီရဲ့မှာပေါ့နော်မုတ်ဖတ်တွေကိုပြုတ်ပါမယ်ဒီပုံမှန်ဆို9ပါထည့်ပြုတ်ကြတယ်ပေါ့နော်ဒါပေမဲ့အတင်းစားအနှစ်ထုတ်ဖို့ချက်မှဆိုတော့လေ9ထည့်ပြီးပြုတ်ဖို့မလိုဘူးပေါ့နော်ဒါတော့ညောင်ရဒီ9နှစ်ထုတ်ပေါ့နော်စီးသက်ထားပြီးသားပေါ့နော်ရေးဆိုရင်ထည့်လိုက်ပါမယ်ဒီဒါကတော့အရာမီချက်နေပေါ့နော်ပဲမုတ်လေးနည်းနည်းထည့်ပြီးရင်ဆန်လုံးမုတ်လေးလည်းထည့်တယ်ကျုပ်ပြုတ်ထားတဲ့အားလေးလည်းထည့်ထားတယ်ပေါ့နော်စပယ်လင်းဟိုလေးပြုတ်ပြီးထည့်ထားတော့လေအနံလေးကမှုရင်းတာပဲသိလားငါပြုတ်ဦးလေးထည့်ရမှာပေါ့နော်ဒါပေမဲ့ငါပြုတ်ဦးကန်ရမှာလှုပ်ရှုပ်နေတော့အားနဲ့မွေပြစ်လိုက်ပြီပေါ့နော်ဒါကတော့လူ9ယောက်စာလောက်ပေါ့နော်အဝစားလို့ရပါတယ်ဝင်လာကိုပေးကြလို့နဲ့ပေးစားတယ်ပေးကြတော့လို့ဝင်လာခဲ့တယ်ပေါ့နော်ကဲအကုန်လုံးပြင်ဆင်ပြီးပါပြီဒါကတယောက်စာစားဖို့ပြင်ဆင်မယ်ပေါ့နော်ဟီးပူလေးထည့်လိုက်မယ်ချစ်သူနီဦးလေးတွေကလည်းချိုးနေရပဲဒီလားမွေးငါထဲမှာနေချစ်သူနီဦးများများထည့်ပြီးကောင်းနေလို့ထင်တယ်နင်းနင်းပင်ထည့်တယ်ပြီးပဲကြော်ထည့်မယ်ပေါ့နော်ပြီးအချင်းကြိုက်တော့တမယာလေးလည်းထည့်မယ်ငရုတ်သီးမုတ်လေးလည်းထည့်စားမယ်ပေါ့နော်ရှေ့ပါပဲစားကြပါဦး